Hello တဲလေးတို့ရေမင်္ဂလာပါရှင်ဒီနေ့မမေကလစ်ကလေးတွေကိုကပ်ပြပေးမှာဖြစ်ပါတယ်ရှင်ဒါလေးက6ကလစ်ကလေးပါဒီ6ကလစ်ကလေးမှာမယ်အသီး topping လေးနဲ့ကပ်မှာဖြစ်ပါတယ်ဒီလိုမျိုးကလစ်ကလေးတွေ topping လေးတွေကိုမင်းစီမှာဒီဇိုင်းတစ်မျိုး10ခုစီကနေစပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုယ်စိတ်ကြိုက်ပေါ့နော်ဝယ်ယူခြင်းလည်းရတယ်ဒါမှမဟုတ်လို့ရှိရင်ဆက်လိုက်လေးတွေကဝယ်ခြင်းနဲ့ဆိုရင်မင်းစီမှာ2000 3000 4000 5000တသိန်းခွဲ5သိန်းအစားစားပေါ့နော်ဒါမျိုးလေးတွေရှိပါတယ်ရှင်ဒီနေ့ကတော့မမေကနားချက်တဲ့ဂွန်လေးနဲ့ပဲဒါလေးကိုအသုံးပြုပြီးတော့ကလစ်ကလေးတွေကိုကပ်ပြသွားတာဖြစ်ပါတယ်ရှင်ဒီလိုမျိုးအခုမှစပြီးတော့လုံးမယ်ဆိုရင် customer လေးတွေလည်းဒီလိုမျိုးတို့ပြီးတော့ပေါ့နော်ကော်ဘူးလေးတွေကကော်ရည်လေးကိုထုတ်ပြီးတော့ကိုလူချင်းတဲ့နေရာလေးမှာကော်စလေးချပြီးတော့ topping လေးတွေကိုကတ်တယ်ဆိုလို့ရှိရင်လည်းဒါကတော့ပို့ပြီးတော့မတို့လက်ကိုဘယ်လိုပြောမလဲလက်မနာဘူးပေါ့နော်ဒီတိုင်းဆိုလို့ရှိရင်ကော်ပေးတာတို့ဘာတို့လက်လေးမှာဖြစ်တတ်ပါတယ်ရှင်မင်းစီမှာဒါလေးတွေကိုဝယ်ယူအားပေးခြင်းနဲ့ဆို customer လေးတွေကချက်ပေါက်ကနေဆက်သွယ်လို့ရပါ